ကောင်းပြုတဲ့စာပေးလိုက်ပေးလာတော့ရောင်းရင်တင်လာရင်ဦးတော်မျိုးနေတာပဲပျော်လို့ရောင်းရင်ပျော်လို့ဘာတွေပြောနေတာလဲဟဲ့ရွှေနန်းတော်ကထီးပြားကြီးကကျွန်တော်ကိုသူကောင်းပြုမဲ့စာအဲ့ဒီစာကိုပုံတော်ပြောကြီးကပေးတော့တာတရားမလေးလေးနေသားမအောင်မလေးအဲ့ဒါနဲ့အဲ့ဒီစာကိုရောင်းရင်သေချာဖတ်ပြီလားဟာမဖတ်သေးဘူးမဖတ်သေးပေးစမ်းကိုသေမိန်ချတဲ့စာမှမသိဘာမှမသိဖွဲ့လွဲပါသူဘာလဲတော်တော်ခတ်တာပဲအရှိရဝမြင်းစကုံးရွာသားများပညာဉာဏ်ကြီးမားပုံကိုဘရင်ထီးပြားကြီးမှမေးခွန်းတစ်ခုမေးလိုက်သည်၎င်းမေးခွန်းမှာဆန်လဲမဟုတ်ရေလဲမဟုတ်ထမင်းအိုးလဲမဟုတ်မီးဖို့ခုံလောက်လဲမဟုတ်မီးလဲမဟုတ်ထင်းလဲမဟုတ်သည့်ပစ္စည်းများကိုအသုံးပြု၍အင်္ဂါ၈ပါးနှင့်ပြည့်စုံသောထမင်းကျင်ကိုချက်ပြုတ်၍လမ်းမဟုတ်သည့်နေရာမှယောက်ျားလဲမဟုတ်မိန်းမလဲမဟုတ်သည့်လူကိုငါကိုတော်မြတ်ထံအမြန်ဆုံးဆက်တရမည်မဆက်တနိုင်ပါကကျိန်တဲ့အချက်တစ်ထောင်ဆိုပါအမလေးတို့ကပဲရောင်းရင်ဒါကျွန်တော်ကိုတူကောင်းပြုမဲ့စာမဟုတ်ဘူးလားဘယ်ရတာရောင်းရင်တင်လာလဲတူကောင်းပြုရမှာလေအော်ဒါနဲ့ဒီစာကိုဘယ်ရလာတာလဲဟိုတောင်းတာလာပေးသွားတာနန်းတော်တွေကဘရင်ထီးပြားကြီးရတဲ့ကျွန်တော်ကိုတူကောင်းပြုတဲ့စာတဲ့အဲ့ဒါဟိုပုံတော်ကြီးလာပေးသွားတာဆိုပြီးဘယ်ကတူကောင်းပြုတဲ့စာမလဲဘယ်ကတူကောင်းပြုတဲ့စာမလဲအဲ့ဒါရောင်းရင်တောနာကရောင်းရင်ကိုလှောင်မြောင်မှုတစ်ခုလောက်သွားတာဟာတွေ့မယ်ဒီကောင်တောနာငါနဲ့တွေ့မယ်ကွာတွေ့မယ်ယောက်ျားချင်းနေဒီမှာဒီစာကိုဖတ်တာကြားတယ်မလားကြားတယ်အဲ့ဒီကြားတဲ့အတိုင်းပဲဟုတ်တယ်ဟာရုံးရလဲဗျာထားဆိုရင်ဒီစာဘယ်လိုလုပ်မလဲဟိုရွာလူကြီးကိုတွားပေးမယ်တွားပေးတာကောင်းတယ်အဲ့တော့ဟိုကျွန်တော်ကလေမအားဘူးတွားစရာရှိလို့ရောင်းရင်မဲ့တွားပေးလိုက်ပါနော်ကျွန်တော်လည်းမအားဘူးရောင်းရင်နေအောင်လေရောင်းရင်သီလာကလည်းကျွန်တော်လည်းမအားဘူးဘာဖြစ်လို့လဲအိမ်မှာပိုးစိတ်ငါးကောင်ထမင်းကျွေးရအောင်မယ်အလုပ်ကြီးကန်ကြီးပဲအလုပ်ကြီးကန်ကြီးပြောစိတ်ငါးကောင်ထမင်းကျွေးစရာလားလို့ဟိုရောင်းရလေကျွန်တော်ကတကယ်မအားတာကျွန်တော်မိမလည်းအိမ်မှာလေတူတီတူတီတူမလေးအဲ့ဒါဖြတ်နေတာလေမသိဘူးပြောအောင်မေမလေးရောတူတီတူတာနှစ်ယောက်ထပ်ပြောလို့ရတယ်နောင်လည်းပြောလို့ရတယ်နောင်လည်းပြောလို့ရတယ်ဟာရွှေဦးလေးဟဲရွှေဦးဘာဦးမရွှေဦးမလေးရွှေဦးမလေးဟာရွှေဦးလေးတီဟာတို့လည်းမရမတွေ့ပါလားခရီးထွက်သွားကြတယ်ရွာလူကြီးရဲ့ဩအေးဖြေဆိုနိုင်တဲ့သူတွေပဲလာကြဆိုတော့ရွာသူရွာသားတွေကလည်းနဲနေတာကိုဟမ်ကဲဘရင်ထီးပြားကြီးမေးထားတဲ့မေးခွန်းမင်းတို့ရင်ထဲရှိတဲ့အတိုင်းဖြေကြည့်ကြစမ်းဖြေကြည့်စမ်းကျွန်တော်စဉ်းစားမိတာတခုရှိတယ်ရွာလူကြီးရဲ့ရှိရင်အမြန်ပြောစမ်းကွာဒီလိုပါရွာလူကြီးဆန်လဲမဟုတ်ရေလဲမဟုတ်ဟိုထမင်းအိုးလဲမဟုတ်ခုံလောက်လဲမဟုတ်ဟိုထင်းလဲမဟုတ်မီးလဲမဟုတ်ဆိုခြင်းကြောင့်ဟိုဆန်မဟုတ်တဲ့စပားကိုထမင်းအိုးမဟုတ်တဲ့ဆင်းအိုးတွေကိုထည့်ပြီးတော့ရေမဟုတ်တဲ့လူကချွေးနဲ့မီးမဟုတ်တဲ့နေဘူးထဲမှာတနေကုန်လှမ်းပြီးချက်ရပါမယ်တကြီးဟဲ့ကောင်တော်စမ်းကွာအဲ့ဒီထမင်းကြီးကိုမင်းအမေလုပ်ပြီးစားမင်းပြောတဲ့အတိုင်းသာဘရင်ထီးပြားစီသွားပြီးဆက်သားရမယ်ဆိုရင်တော့လေကြိမ်တမ်းမဟုတ်ဘူးတခါတော့သေတမ်းတန်းချမယ်ဘယ်နဲ့စဘာကိုချွေးနဲ့ချက်ရမယ်လို့ကြာဦးပါကျွန်တော်သိပါလေရွာလူကြီးအေးသိလို့လည်းလာခဲ့တာပါအေးသိရင်ပြောစမ်းဒီလိုရှိပါလေရွာလူကြီးဟိုလိုရှိပါလေရွာသူအဲ့ဒီလိုရှိပါလေရွာသူဟဲ့ကောင်မင်းကတော့လာပြီးနောက်ပြောင်းနေတာလားမဟုတ်ပါဘူးရွာလူကြီးကျွန်တော်စဉ်းစားနေတဲ့အချိန်လေးမှာဂျားကန်လေးခုလိုက်တာပါဒါဆိုလည်းမြန်ပြောတော့ကွာအီမေးကွန်းကိုတေချာစဉ်းစားကြည့်လို့ရှင်မီးနဲ့မချက်ပဲနဲ့မီးခဲနဲ့ချက်ရပါလိမ့်မယ်ဆန်မဟုတ်ရှင်မဟုတ်တဲ့အတွက်ကြောင့်စပားကိုအုံးရည်ထဲထည့်ပြီးထမင်းအိုးမဟုတ်တဲ့ဟင်းအိုးထဲကိုထည့်ရပါလိမ့်မယ်ထမင်းကျင်ဖြစ်တဲ့အတွက်ရှောက်ရည်ကိုညှစ်ထည့်ရပါလိမ့်မယ်မီးဖို့ခုံလောက်မဟုတ်တဲ့အတွက်ကျွန်ုပ်ရဲ့ခြေထောက်ပေါ်တင်ပြီးတည်ရပါလိမ့်မယ်ဟာဟေးကောဒါလောက်ပူတဲ့အိုးကိုမီးခဲနဲ့မင်းခြေထောက်ပေါ်တင်ပြီးချက်မယ်ဆိုတော့မင်းခြေထောက်မီးဖုတ်ပြီးသားဖြစ်သွားမှာပေါ့တော်စမ်းမကွာငါအောင်မလို့နားထောင်နောက်ဆုံးတော့မင်းလည်းလကားပဲကျမတိတလောက်ပြောပြရစီရွာလူကြီးဟိုဒီလိုပါ
ဟိုသူများချက်ပြီးသားထမင်းကိုယူပြီးမီးနဲ့မတဲပဲနဲ့စင်းဝဲထည့်ပြီးချင်းမထည့်ရပါမယ် ဟိုရေမဟုတ်တဲ့ထမင်းကိုထပ်ပြီး တော်သူများစီကထမင်းဆိုတာလဲမီးနဲ့တဲပြီးရတယ်ထမင်းရည်ဆိုတာလဲမီးနဲ့တဲပြီးရတယ်ထမင်းရည်ပဲဟုတ်မလို့နားထောင်နင်းလဲလက်ကားပဲကဲဘယ်သူမှမဖြေကြနဲ့တော့ငါမဟောတထားသူ့ခမိန်လေးကိုပဲမေးဖို့စဉ်းစားရတော့မယ် ဟုတ်ရွာလူကြီးဟိုကျမတို့တစ်ခုလောက်ဖြေခွင့်ပြုပါဟိုကျမဖြေမဲ့ဖြေလဲမှန်မှန်လို့ထင်ပါတယ်ရွာလူကြီးရဲ့ ကဲပြောနောက်ဆုံးအနေနဲ့ပြောစမ်းမအောင် ဟိုဒီလိုပါဆန်လည်းမဟုတ်ရေလည်းမဟုတ်ဟိုထမင်းအိုးလည်းမဟုတ်ခုံလောင်လည်းမဟုတ်တဲ့အတွက်ကောင်းရင်ဆောင်ကောင်းရင်ပေါင်းပြီးအိုးမဟုတ်တဲ့တောင်းထဲကိုထက် တော်အဲ့ဒီတောင်းထဲကိုကောင်းချင်းမောင်းထက်နင်ခေါင်းပေါ်မှာရွာတဲ့လှဲ့ရောင်းတော့ ဟုတ်ကဲ့ ကဲတော်ပြီဘယ်သူမှမဖြေကြနဲ့တော့မဟောတထားသူ့ခမိန်လေးစီကိုပဲမေးဖို့စဉ်းစားရတော့မှာပဲ ဘာရလို့ဒီဘာမလို့ဒီမှာတယောက်တည်းမှန်နေရတာလဲ တယောက်တည်းလာမိုင်းဆိုမဟောတထားသူ့ခမိန်လေးရေကျွန်ုပ်တို့ရွာကိုဘယင်ထီးဖျားကြီးကမေးခွန်းတစ်ခုမေးတော်မူလိုက်ပြန်ပြီအဲ့ဒါရွာသူရွာသားတွေကိုရှောက်မေးတော့လဲဘယ်သူမှမှန်အောင်မဖြေနိုင်ကြဘူးအဲ့ဒါကြောင့်စိတ်ညစ်ပြီးလားထိုင်မှိုင်းနေတာမဟောတထားသူ့ခမိန်လေးရဲ့ ဟာဘာရလို့ကြီးရလဲအဲ့ဆိုတော့လာမေးရောဗောအရင်မေးကုန်းလို့ဖြေပေးမှာဗောဘာရလို့ကြီး ဟောဒါပေါ့မဟောတထားသူ့ခမိန်လေးရဲ့ဟိုဒါပေမဲ့ဘယင်ထီးဖျားကြီးမေးတော်မူတာကဟိုရွာလူကြီးတို့အရှိရွာမြေစကုံးရွာသားတွေကိုမေးတော်မူတာမဟောတထားစီထိုက်ရိုက်မေးတော်မူတာမှမဟုတ်ပဲ ဘာဖြစ်ဘာရလို့ကြီးရဲ့ကျွန်တော်လည်းအရှိကမြေစကုံးရတာပဲလေအရင်မေးကုန်းနေတော့ကလည်းကျွန်တော်ပဲဖြေခဲ့တာမဟုတ်ဘူးလား ဟိုအာနာလို့ပါမဟောတထားသူ့ခမိန်လေးရဲ့ အာမနာနဲ့ဘာရလို့ကြီးရဲ့ဘယ်မေးကုန်းလဲဆိုတာကျွန်တော်ပြောပြလေ အော်ဟိုဒါဆိုရင်လည်းပြောပြပါမယ်ဟောတရသူ့ခမိန်လေး လာသူ့ခမိန်လေး စောင့်နေတာကြာပြီသူ့ခမိန်လေးက ကျွန်တော်ရဲ့မင်းနဲ့ဖောက်ကိုကျူးနေပြုစုနေတယ်နဲ့ကြောက်ရတာပဲကြီးလို့ ဟာခွန်းလို့ပါတယ်သူ့ခမိန်လေးရဲ့ခွန်းလို့ပါတယ် ဘင်းမဲမေကုန်းတွေကိုကျွန်တော်တခုစီပြပြအောင်မယ်။ရောင်ကြီးလိုက်မှတ်တာ။ ဟော ရရသားများလေလိုက်မှတ်ကြပါ ဟာမှတ်ထားမှာဟောဗျာဟုတ်လားရောက်ရမှတ် စိတ်ချပါမဟောတထားသူ့ခမိန်ငယ်တခုမကြမ်းအကုန်လုံးမှတ်သားထားပြီးမဟောတထားသူ့ခမိန်ငယ်ပြောတဲ့အတိုင်းတပွေမတိတ်လိုက်လို့ပါမယ် ရွာလူကြီးသေးသေးချာချာမှတ်ထားနော်ရွာလူကြီးကဇဝေဇဝါနဲ့မှတ်မထားဘူးဆိုလို့ရှိရင်တွားဖြေတဲ့လူတွေဒုက္ခရောက်ပါဗျာ ဟုတ်တာဗော တွားဖြေတဲ့လူတွေကဒုက္ခရောက်ခဲ့လို့ရှိရင်အပြစ်ဒဏ်ခတ်မဲ့ကျိန်နဲ့အချက်တစ်ထောင်လေရွာလူကြီးပဲခံရမှာ ကွာအေးပါငါပြန်မှတ်ထားပါမယ်ဟေးကောင်နေမင်းတို့လည်းလိုက်မှတ်ထားကြ ။ကျွန်တော်မေကုန်းအလုံးကိုပြကြရပါမယ်။စာမဟုတ်တော့ကြောင့်ဇပွဲကိုယူရပါမယ်။ရေမဟုတ်တော့ကြောင့်စီးနှင်းရေကိုယူရပါမယ်။ထမင်းဦးမဟုတ်တော့ကြောင့်ထမင်းဟင်းမချက်ပြုတ်ရသေးတော့အိုးသစ်တစ်လုံးကိုယူရပါမယ်။မိဖို့ခုံလောက်မဟုတ်တော့ကြောင့်တစ်သားသိန်းလုံးကြောင့်မြေ၌စိုက်ထားရပါမယ်။ကျွန်တော်ဆက်လက်ပြကြရပါမယ်။မိမဟုတ်ဆိုရင်ကြောင့်တပားသူမိကိုမိပဲကြောက်တုံးချင်းတော်၎င်းတေသားချင်းကြာရှိသောပုဒ်တိုက်တော်၎င်းရရှိတော်မိကိုအသုံးပြုရပါမယ်။ထင်းမဟုတ်ဆိုရင်ကြောင့်တည့်ရချများကိုယူရပါမယ်။ထို့သောပစ္စည်းများကိုပြုလုပ်ပြီးချင်းတော်အရည်ကိုအိုးထဲသို့ထည့်ပြီးအင်္ဂါ၈ပါးနဲ့ညီသောထမင်းရှင်ကိုချက်ပြရပါမယ်။အဲဒီနောက်ထမင်းရှင်ကိုယောက်ျားမဟုတ်မိန်းမမဟုတ်သောနှစ်ပုံတကားကိုရွက်စီပြီးလမ်းမဟုတ်သောနေရာမှာလမ်းတော်သို့လွတ်ကပါမယ် ဟာတော်လိုက်တော့မဟောတထားသူ့ခမိန်လေးရောအလွတ်ကျက်ပြီးဖြင်းနေသလားလို့တောင်အောင်မေးရခဲ့ကြည်စမ်းရွာလူကြီးဟဲ့ကောင်နေဟမ်မင်းတို့ထဲကနပုံတကလို့ဝတ်ပြီးရွှေနန်းတော်ကြီးကိုဘယ်သူသွားရလဲပြောဟမ်မင်း ကျွန်တော်မသွားရပါဘူးမသွားရဘူးကျွန်တော်မသွားရဘူးကျွန်တော်မသွားရဘူး ကဲတော်မင်းတို့ဘယ်သူမှမသွားရလဲငါကိုယ်တိုင်ပဲ ရွာလူကြီးကိုယ်တိုင်လက်ပုံကလုံးတကားလုပ်ပြီးသွားမှာ ဟာဘယ်ဟောမှာလို့ကွာငါကိုယ်တိုင်ပဲတွက်ရရမှာလို့ပြောတာပါကွာရွာလူကြီးဟမ်ဘယ်တော့ဘယ်ရမှာလဲကွာဘယင်ထီးဖျားကြီးစီကိုထမင်းချင်းဆက်တာဖို့အတွက်
ယောက်ျားလည်းမဟုတ်မိန်းမလည်းမဟုတ်တဲ့နတ်ပုံတကောက်ကိုငါထွက်ရှာမလို့ကွာ ဟာအဲ့ဒီအတွက်ရွာလူကြီးမပူနဲ့ ဟမ် ယောက်ျားလည်းမဟုတ်မိန်းမလည်းမဟုတ်တဲ့နတ်ပုံတကားကိုအကျွန်ုပ်ရှာပေးမယ်